Hello Hello ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါတူဒီ KJ channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ကဲကျွန်တော်တို့ကြာသပတေးနေ့မှာတော့ကျွန်တော်ရဲ့ Viber နဲ့ Telegram ကမိတ်ဆွေများအတွက်ကျွန်တော်ရဲ့ break ရွေးချယ်တန်းနေတာပါပဲเนาะ။ Okay တဲ့မိတ်ဆွေတွေအများကြီးပဲဝမ်းသာရတယ်လာပြောကြတဲ့မိတ်ဆွေတွေအများကြီးပဲအရန်ဝမ်းသာတယ်။ဆိုမိတ်ဆွေတွေကတော့ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဒါကတော့ထုံးစံပေါ့ဗျာအမြင်ဟိုကြားနေရမြင်နေရစကားပဲပေါ့เนาะအဲ့လိုပြောလို့လေကိုချင်းမစားဘူးပေါ့ကိုချင်းစားပါတယ်เนาะဒါပေမဲ့လည်းကျွန်တော်ခက်တော့ခက်တယ်ဗျသိလားဘလောက်ပဲတလန်းနဲ့တော့ပါလို့ပြောအဲ့လိုလမ်းပေါင်းစုံလျှောက်ချင်တဲ့လူကရှောက်ကိုလျှောက်တာဗျာအာယုံမများပါနဲ့ပြောလဲအာယုံများတဲ့သူကများကိုများတာအစောကြီးနေကကိုကဒီလောက်ကိုလုံးမစိတ်ကူးထားရင်ဒီလောက်ပဲလောက်ပါလို့ပြောလဲလုံးချင်လို့ကြတာဗျာဆိုတော့အဲ့လိုမျိုးကတက်တက်ကိုရှိတယ်ဆိုတော့အဲ့လိုမိတ်ဆွေတွေကတော့နည်းနည်းတိုင်ပတ်တယ်ပေါ့ဗျာเนาะဆိုတော့ထားပါတော့เนาะကဲတော့ကျွန်တော်ရဲ့မိတ်ဆွေများဘယ်ဘာတာတွေကမိတ်ဆွေအများကြီးโอเคကြားရတဲ့အတွက်ကျွန်တော်အများကြီးဝမ်းသာပါတယ်တကယ်ပြောတာပါเนาะဆိုတော့အများကြီးဆိုထင်ကြီးအောင်ပြောနေရနော်ပြီးရသည်ကဲကြားပါတော့ဗျာနော်ဆိုတော့တောက်ကြနေလို့လည်းကျွန်တော်ညံမီသလောက်ညံစွာရှိသလောက်အကောင်းဆုံးကြိုးစားပြီးလုပ်ရမယ်နော်ဆိုတော့လေချုံမိတ်ဆွေတွေကျွန်တော်ပြောချင်တာကကျွန်တော်မှာအထူးတန်းနေရိုးရိုးတန်းနေမရှိပါဘူးဒါကကျွန်တော်ကိုကြည့်နေကြမိတ်ဆွေဆိုသိပါတယ်ကျွန်တော်မှာအထူးတန်းနေရိုးရိုးတန်းနေဘာဖြစ်တယ်ညာဖြစ်တယ်မရှိပါဘူးကျွန်တော်လုပ်နေကြအလုပ်ကလေးကိုကျွန်တော်ပုံမှန်လေးပဲလုပ်ပါတယ်နော်တစ်ဖက်ကငါ့ကိုဘာဖြစ်လို့မလို့ငါ share လုပ်လိုက်မယ်ဒီဘက်ကငါရိုးရိုးလုပ်မယ်မရှိပါဘူးအကုန်လုံးကတသေးတသားတဲ့အတူတူပါပဲเนาะဆိုတော့ဒီလူတွေရှိမှငါရက်လို့ရမှာဒီလူတွေရောငါမဟုတ်ပါဘူးမိတ်ဆွေတွေရဲ့ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်အမြဲတမ်းအကောင်းယူစားပါတယ်เนาะကဲထားပါတော့ဗျာเนาะဆိုတော့ကျွန်တော်မိတ်ဆွေများကျွန်တော်တို့ကကြာသပတေးနေ့မှာ1တစ်ပေါ့1တစ်ဆိုတော့မိတ်ဆွေတင်နောက်ပိတ်3ပိတ်ဖြစ်ပါတယ်တင်နောက်ပိတ်3ပိတ်ဖြစ်တဲ့ကြောင့်မိတ်ဆွေတို့3နှစ်8တစ်ဆိုတဲ့ကီးတွေအားကောင်းပါတယ်3နှစ်8တက်ဆိုတဲ့ကီးလေးတွေကမိတ်ဆွေတို့ခွေပြက်တာက25နှုန်းရှိပြီးတော့တလုံးချင်းနဲ့ကြတော့85နှုန်းရှိပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအစင်တင်ကြိုမြတ်ရှိအသုံးချပါเนาะတောက်ကြနေတဲ့မိတ်ဆွေတို့ကျွန်တော်ရဲ့အကောင်းဆုံးကီးကတော့3နှစ်8ကီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများတောက်ကြနေမှာတင်းနာတွေပြင်းနာတွေကျွန်တော်ကရှောင်နေခြင်းနဲ့ပေါ့ဗျာเนาะကျွန်တော်ပြောရင်လည်းပြန်ကြခန်းတွေ့နေရလောက်ဆိုတော့ပြန်ကြသိထားပါပြန်ကြဘာအကောင်းလဲမိနော်အားလုံးအကောင်းတယ်ဒါပေမဲ့ကျွန်တော်ယူရင်းပေးတော့ပေါ့မိတ်ဆွေတွေရဲ့เนาะကျွန်တော်ယူရင်းပေးတော့ဆိုတော့ကျွန်တော်မိတ်ဆွေများပြန်ကြသိထားပါလို့ကျွန်တော်ပြောလို့တယ်เนาะတောက်ကြနေတဲ့မိတ်ဆွေတို့ကျွန်တော်ရအကောင်းဆုံး break ကတော့9 break ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများကျွန်တော်ပြောဦးမယ်ပြလားရှေ့မှာဘာဖြစ်ခဲ့တယ်ညာဖြစ်ခဲ့တယ်ခဏမေ့ထားပြီးတော့ကို okay လိုက်ရင် okay လိုက်တဲ့ထဲကနေမိတ်ဆွေတို့တစ်ခုခုလေးလူပြအောင်လူပါဘာလေးပဲဖြစ်ဖြစ်မိတ်ဆွေတို့ရဲ့ကိုစေတနာရှိသလောက်ပါเนาะကျွန်တော်ကတော့လောဆယ်မလူပြသေးပါဘူးကို stress တွေနဲ့ကိုစိတ်ဖိစီးမှုတွေနဲ့ကိုတိုင်ပတ်နေတဲ့အကြောင်းမလို့အလူတန်းနေဖရားတရားတွေကျွန်တော်ဒီရက်ပိုင်းမှာကျွန်တော်မလုပ်ဖြစ်သေးဘူးဘာလို့လဲဆိုတော့သိကြတဲ့အတိုင်းပဲကျွန်တော်မှလည်းဒုက္ခဘောင်းဆောင်ဖြစ်နေတာ YouTube တွေတိုင်ပတ်တယ် Viber channel တွေတိုင်ပတ်တယ်ဒီ channel ကလည်း view ရမ်းနေတယ်ဆိုတော့အဲ့လိုမျိုးစိတ်ဖိစီးမှုတွေရမ်းများတယ်ဗျာเนาะအရေးတန်းမှာ YouTube မိတ်ဆွေတွေအတွက်လည်းကျွန်တော်စဉ်းစားပေးနေရတဲ့အားလုံးပလုံဆွတ်နေတယ်အဲ့တော့ကျတော့เนาะကျွန်တော်မိတ်ဆွေများ okay လိုက်ရဲ့ထင်တခုခုလေးမိတ်ဆွေတို့လူပြအောင်လူပါလို့ကျွန်တော်ပြောလိုပါတယ်เนาะစိတ်ထဲမှာစိတ်စေတနာဖြူဖြူနဲ့ပေါ့ဗျာဘာဖြစ်ချင်လို့လူလဲညာဖြစ်ချင်လို့လူလဲမဟုတ်ပဲလူချင်းလို့လူလဲဆိုတဲ့စိတ်မျိုးနဲ့တခုလေးလူပြအောင်လူပါလို့ကျွန်တော်ပြောလိုပါတယ်เนาะဆိုတော့မိတ်ဆွေတို့9ခုပိတ်ထဲမှာကျွန်တော်ကြည့်ချင်မှုကတော့3နှစ်8တစ်ခွန်8ခွန်နှစ်1 4ဖြစ်ပါတယ်9ခုပိတ်ထဲမှာကျွန်တော်ကြည့်ချင်မှုကတော့3နှစ်8တစ်ခွန်8ခွန်နှစ်1 4ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ကျင်နာခြင်းကိုကြည့်ပြပါစေစိတ်သွားတိုင်းကိုပါလူရဲ့စနစ်ပြည့်စုံပြီးလောဘကိုအမှန်တကယ်မြင်တဲ့နေ့မှာခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုအရင်ချစ်ပါခင်ဗျာ